ကဲဒါတို့သမီးတို့ရေဒါဆိုရင်ဆရာနဲ့ဒါတို့သမီးတို့နဲ့အတူတူเนาะဒါ writing လေးရေးတာကိုစလိုက်ကြအောင်ဆိုတော့ဒါတို့သမီးတို့ကဘာလုပ်ထားရမလဲဆိုရင်เนาะစာအုပ်လေးတစ်အုပ်ယူထားပါပြီးသွားရင်ခဲရန်လေးတစ်ချောင်းယူထားပါကဲဒါဆိုရင်ခဲရန်ကိုကင်ရင်လိုလေးကင်မယ်เนาะကဲဒါဆိုရင်စာအုပ်လေးကိုပြင်ထားမယ်ဆိုတော့ဒါတို့သမီးတို့ကဆရာအရှင်းမှရေးပြလို့ရှိရင်ဒါတို့သမီးတို့ကဆရာနဲ့အတူတူလိုက်ပြီးတော့အတူတူရေးမယ်เนาะဒါမှမှတ်မိသွားမှာကောင်းတယ်မှာကဲဒါဆိုစလိုက်ကြအောင်ဆိုတော့ဆရာတို့ပထမဦးဆုံးဘယ်လိုလေးစကြမလဲဆိုတော့ဟောဒါတို့သမီးတို့ကြည့်လိုက်သူကဒါရေးရမယ့်ဥစ္စာကိုသူကအဆက်ဆက်ကလေးနဲ့ပေးထားတယ်ဆိုတော့ဆရာတို့ကဘာလုပ်ရမလဲဆိုတော့ trace လုပ်ရမှာเนาะအဲ့ဒါဆိုတော့အဲ့အဆက်ဆက်ပေါ်မှာသူပေးထားတဲ့အဆက်တိုင်းကိုဆရာတို့ကထပ်ပြီးတော့သူ့နဲ့အတူတူလိုက်ပြီးတော့ရေးရမယ်ကဲဒါဆိုရင်ပထမဆုံးတစ်လုံးစာပြီးရေးလိုက်ကြအောင်ဆိုတော့တို့သမီးတို့ခေါင်းထဲမှာမှတ်ထားပါဆရာတို့ English မှာရေးလို့ရှိရင်အမြဲတမ်းအပေါ်ကပဲစမယ်เนาะအောက်ကနေစပြီးရေးတာတွေပါလေမရှိဘူးအပေါ်ကပဲစပြီးတော့ဆွဲမယ်ကဲဒါဆိုစလိုက်ကြအောင်ပထမဆုံးတစ်လုံးအပေါ်မှာစပြီးတော့ထောက်ပါမယ်ထောက်လိုက်ပြီးဆရာတို့အပေါ်ဆိုတော့ up ပေါ့နော် up မှာထောက်လိုက်ပြီး okay စပြီ up around down ဟောဒါဆိုရင်ဘယ်မှာဆုံးသွားလဲ down အောက်မှာဆုံးသွားတယ်ကဲဒါဆိုတို့သမီးတို့ကြည့်ကြည့်ဆရာအခုရေးသွားတယ်စာလုံးလေးကသူကဘာလေးနဲ့များတူနေလဲဒါတို့မြန်မာစာမှာတွေ့ဘူးပါတယ်ဗာလဲဟုတ်တယ်ငါနဲ့တူတာပေါ့ကဲဒါဆိုရင်ဆရာအခုဒါ trace လုပ်လိုက်တာเนาะကဲဒါဆိုရင်ဒါ trace လုပ်ပြီးသွားပြီဆိုတော့ဆရာတို့နောက်တစ်မျိုးထပ်ရေးကြည့်မယ်ဟောကြည့်လိုက်ဒါတို့သမီးတို့ဟောဒီတစ်ခါကျတော့ तू ကအဆက်ကလေး20ပေးထားပြန်တယ်ဆိုတော့ဆရာတို့အဲ့အဆက်20ကိုကြည့်ပြီးတော့ညီလေးဗာလဲဆွဲပြီးတော့ရေးပေးရမယ်ကဲဒါဆိုရင်ဆရာနဲ့တူတူလာရေးမယ်โอเคခဲရန်လေးကင်ထားမယ်နော်ကဲဆိုတော့အဆက်က28ရဲ့နော်အပေါ်မှာ30အောက်မှာ30ဒါတို့သမီးတို့ဆရာတို့ English မှာရေးရင်ဘယ်ကနေစရေးမလဲဆရာပြောထားတာဟုတ်တယ်အပေါ်ကစရေးမယ်ကဲဒါဆိုရင်အပေါ်ကအဆက်ကလေးမှာထောက်လိုက်ပါခဲရန်လေးကိုထားရေးပါပြီ up around down ကဲအောက်ကအဆက်ကလေးမှာသွားထိတယ်ကဲဒါဆိုရင်လှလှလေးဝိုင်းဝိုင်းကလေးဖြစ်သွားပြီကဲဒါဆိုသားတို့သမီးတို့တော့ဒီတစ်ခါကျတော့အဆက်20ရသွားပြီဆိုတော့ဆရာတို့ဒီတစ်ခါနည်းနည်းလေးဒါပို့ပြီးတော့အဆင့်မြင့်တာလေးပေါ့နော်လုပ်ကြည့်ရမယ်ဒီခါဟောအဆက်တစ်ဆက်ပဲပေးထားတယ်ဆိုတော့သားတို့သမီးတို့ကဒီသူပေးထားတဲ့အဆက်မှာထောက်မယ်ထောက်ပြီးတော့အခုနဆရာတို့ဒီငါလေးကိုပြန်ပြီးတော့ရေးကြည့်မယ်ကဲဒါဆိုရင်ဆရာနဲ့တူတူလိုက်ရေးမယ်နော်သားတို့သမီးတို့ရေးပါပြီခဲရန်လေးထောက်ပါသူပေးထားတဲ့အဆက်မှာလာပြီ up around down ဟောတာတို့သမီးကတအားတော်လိုက်တာเนาะဒါဆိုရင်ဆရာတို့အခုလှုပ်သွားတာ၃မျိုးပထမဆုံး trace လှုပ်တယ်ပြီးသွားရင်အဆက်ကလေး20ပေးထားတာကိုဆရာတို့ဆက်ဆွဲတယ်ပြီးသွားရင်ဆရာတို့ဒါအဆက်တစ်ဆက်ပဲကြံတော့ဆရာတို့အလွတ်ရေးတယ်เนาะဆိုတော့အဲ့ဒါလေးကိုရေးနိုင်ပြီဆိုရင်သူကလှလှလေးတွေထွက်သွားရင်တာတို့သမီးတို့ရမ်းတော်တယ်ကဲဒါဆိုရင်တာတို့သမီးတို့ရေးဒီကနောက်တစ်မျိုးထပ်ပြီးတော့ရေးကြည့်ရအောင်ကဲကြည့်ပါဟောဒီကကြတော့ trace ဟော trace ကြတော့သူကကြတော့ audio ကနောက်ပုံစံတစ်မျိုးဖြစ်သွားပြီเนาะကဲဆိုတော့သူပေးထားတဲ့အတိုင်းကိုဆရာတို့ trace ကြည့်အောင်ကဲဒါဆိုရင်ခဲရန်လေးကိုဒါတို့သမီးတို့ဘယ်မှာထောက်မလဲအပေါ်မှာထောက်မယ်အပေါ်ကစဆွဲမယ်ကဲဒါဆိုထောက်ပါ ready up around down တော်တယ်ဒါတို့သမီးတို့เนาะဒါ trace လုပ်တာကဲဒါဆိုဆရာတို့အခုနလုံးဝလိုပဲဆရာတို့အဆက်20ပေးထားပြီကဲဆိုတော့ဘယ်မှာစထောက်မလဲအပေါ်မှာထောက်မလားအောက်မှာထောက်မလားအပေါ်မှာထောက်မယ်ဒေါ်လိုက်တာကဲဒါဆိုရင်အပေါ်အဆက်မှာထောက်လိုက်ပါဆွဲပြီနော် up around down very good တော်တယ်ကဲဒါဆိုရင်ဆရာတို့နောက်ဆုံးတစ်ခုပဲကြံမယ်ဒီကအလို့ရေးကြည့်မယ်အဆက်တစ်ဆက်ပဲပေးထားတယ်ထောက်ပါရေးပြီဆရာနဲ့တူတူ up around down well done very good ကဲဒါတော်လိုက်တာသားတို့သမီးတို့ကနော်ကဲဒါဆိုရင်တေးချတာလေးဆက်ပြီးတော့လိုက်ရေးမယ်နော်ဆရာတို့နောက်ထပ်သွားကြည့်အောင်ကဲဒီခါကျတော့ဆရာတို့ကဗာလေးကိုရေးမလဲကြည့်ပါကဲဟော trace လုပ်မယ်ကဲ trace လုပ်ကြည့်မယ်ဟောဒီခါကျတော့သူကဘယ်လိုလေးလဲသားတို့မြန်မာစာလုံးမှာဆိုရင်ဘယ်စာလုံးနဲ့ဖြစ်မလဲပစောက်ဟုတ်တယ်ပစောက်လေးနဲ့တူတယ်ဆိုတော့အဲ့ဒါလေးကိုဆရာတို့ဝိုင်းလေးဖြစ်အောင်ဆွဲကြည့်မယ်ကဲဒီကကြတော့အပေါ်ကပဲစထောက်မယ်နော် up around
up ဟောဒီကကြတော့ဆရာတို့အပေါ်ကစတယ် white သွားတယ်အပေါ်မှာပြန်ဆုံးတယ်ကဲဆိုတော့အဲ့ဒါလေးလှလေးဒါတို့သူမျိုးရေးမယ်ကဲဒီကဟောဒီက2ဆက်ပေးထားပြီတော့အခုနလိုပဲဒီအဆက်2ခုကိုဆရာတို့ဆွဲမယ်เนาะဆိုတော့ပထမဆုံးစထောက်ပြီเนาะဆရာဘက်ဆက်မှာထောက်တယ် up around up very good တော့လိုက်တာတော့လို့ပြောကဲဒါဆိုရင်အခုနလိုပဲထပ်ပြီးတော့ဆရာတို့အလွတ်ရေးကြည့်ရအောင်ဒီတစ်ခါတစ်ဆက်ပဲပြီးတော့တယ်ဆိုတော့အဲ့ဆက်ကလေးမှာထောက်မယ်ထောက်ရေးပြီးတော့ up around up very good တော်လာတယ်တော့ပြီးတော့ကဲဒါဆိုရင်ဒီတစ်ခုပြီးသွားပြီဆိုတော့ဆရာတို့နောက်ဆုံးတစ်ခုเนาะဆရာတို့နောက်တစ်ခုဆရာထပ်ကြည့်မယ်ကဲဒီကဘာလေးဖြစ်မလဲကြည့်လိုက်ပါအောင် trace လုပ်မယ်เนาะအရင်ဆုံးเนาะအခုနလိုပဲ trace လုပ်မယ်ကဲဆိုတော့ကြည့်လိုက်ပါဘာလေးနဲ့တူလဲဒါတို့မြန်မာစာမှာတွေ့ဘူးတယ်เนาะဘာလဲကားငယ်လေးနဲ့တူတယ်ကဲဒီခါကျတော့ဆရာတို့က trace လုပ်မယ်ဆိုတော့သူကကားငယ်လေးဖြစ်တဲ့အတွက်ကြောင့်စရစ်တဲ့အခါမှာဆရာတို့ကဘယ်ကနေရစ်မလဲအောက်ကနေစရစ်ရမယ်ကဲဆိုတော့ဆရာတို့စလိုက်ကြအောင်ခဲအောင်ထောက်မယ်နော်ထောက်ပြီးသူပေးထားတဲ့ line လေးတိုင်းပဲဆရာတို့ trace လုပ်မှာနော်ဘာမှမခက်ဘူးစပြီဒီကဆရာတို့ဘယ်ကစမလဲ down down around down very good ကဲအောက်ကနေစတယ် white သွားတယ်ဘာမှပြန်ဆုံးလဲအောက်မှာဆုံးတယ်ကဲဒါဆိုရင်ဒီကခုနလိုဟောအဆက်20ပေးထားပြီဆိုတော့ဒီအဆက်20ကိုဆရာတို့ဆက်ပြီးဆွဲကြည့်မယ်စပြီတေချာလိုက်ဆွဲမယ်နော် down around down very good ကဲတော်လိုက်တာတော့ကဲဒါဆိုရင်နောက်ဆုံးတစ်ခုပဲကြံတော့တယ်ဆရာတို့ဗာလဲအလွတ်ဆွဲရတော့မယ်ကဲဒီကအဆက်တစ်ဆက်ပဲပြီးတော့တယ်ဆိုတော့အဲ့အဆက်ကလေးမှာခဲရန်လေးကိုထောက်ဆွဲမယ်ဆရာတို့တူတူ okay down around down တော်လိုက်တာဒါတို့ပြီးတော့เนาะဆိုတော့ဆရာနဲ့တူတူလိုက်ဆွဲတာเนาะအရန်တော်တယ်เนาะပြီးတော့လူလေးတွေလိုက်ဆွဲရเนาะဒါတို့သမီးတို့ဝိုင်းဝိုင်းလေးတွေလှလှပပလေးတွေတည်တည်တက်တက်လေးတွေထွက်မယ်လို့ဆရာယုံကြည်ပါတယ်ကဲဒါဆိုသားတို့သမီးတို့ရေဆရာတို့ဒီက basic writing ပြီးတော့ဆရာတို့နောက်တစ်ခုထပ်ပြီးတော့ဆရာတို့မြင်းချောင်းလေးဆွဲမယ်ဟောဆရာတို့ဒီအချိန်မှာကျတော့မလုပ်တာလေအခုနာဒါပါစာတို့ငါတို့เนาะသူက white တာလေးကိုဆရာတို့ကလှအောင်လေ့ကျင့်တာဒီခါကျတော့ဆရာတို့ကသားတို့သမီးတို့မြင်းချောင်းလေးဆွဲတဲ့အခါမှာတည်တက်သွားအောင်တဲ့သွားအောင်ဆရာတို့လေ့ကျင့်ကြမယ်ကဲဒါဆိုပထမဆုံးကြည့်ဟောအခုနလိုပဲမလုပ်ခိုင်းလဲ trace လုပ်ခိုင်းပြန်ပြီဒီခါကျတော့သူ့ရဲ့မြင်းလေးကဗာလေးလေလို့ down line မြင်းလေးထောက်နေတယ်ဆိုတော့ဆရာတို့ကစဆွဲရင်အပေါ်ကပဲထောက်မယ်အခုနလိုပဲထောက်မယ်နော်ခဲရအောင် okay up ဆွဲချမယ် down ကဲဆိုတော့အပေါ်ကနေစဆွဲတယ်ဘာမှဆုံးလဲ down အောက်မှာဆုံးသွားတယ်ကဲဒါဆိုသားတို့သမီးတို့ရေအော်ဒီကအခုနလိုပဲအဆက်ကလေးနဲ့ဆက်ပေးပြီဆိုတော့သားတို့သမီးတို့အဆက်ကလေးနဲ့ဆက်ကိုအခုနလိုပဲဆက်ပြီးတော့ဆွဲပေးရမယ်ကဲဒါဆိုဆရာနဲ့တူတူဆွဲကြမယ် up down very good ကဲဒါဆိုရင်ဒီကအလွတ်ထပ်ရေးမယ်အဆက်တစ်ဆက်ပဲပြီးတော့တယ်နော်ထောက်လိုက်ပါခဲရန်လေးကို up down very good ကဲဒါဆိုရင်ဆရာတို့ကဒါလေးကဘယ်လိုလေးလဲမတ်တက်မြင်းလေးဒီလိုမျိုး down like ကလေးเนาะမတ်တက်ရက်နေတယ်လို့လေဖြစ်နေတယ်ဆိုတော့ရမ်းတော်တယ်ကဲဒါဆိုရင်ဆရာတို့နောက်တစ် line ထပ်ကြည့်လိုက်ရအောင်နောက်တစ်ခုပါထပ်ဆွဲမလို့ဒီမှာကြည့်လိုက်ဒီကလည်း trace လုပ်ခိုင်းပြန်ပြီเนาะဒီကကျတော့သူက line လေးကလှဲနေအလျားလိုက်လေเนาะဆိုတော့အဲ့မျိုးဆရာတို့က line เนาะလိုမျိုးလေးသူက line လုပ်နေเนาะ line ကလေးကသူကအိတ်နေတယ်လို့လေလှဲနေတယ်လို့လေဖြစ်နေတယ်တရားလိုက်ကလေးဆိုတော့အဲ့ line လေးကိုဆွဲမယ်ဆိုတော့ဒီကကြတော့ဘယ်လိုဆွဲမလဲဆရာတို့ခဲရန်လေးကိုအရင်ထောက်မယ်ထောက်ပြီးသွားရင်သူ trace လုပ်ခိုင်းတဲ့အတိုင်းတေချာလေး trace လုပ်မယ်เนาะစပြီထောက်ပြီเนาะ from the left to the right ကဲဆိုတော့ from the left to the right ဆိုတော့ဘယ်ဘက်ကနေညာဘက်ဆွဲမယ်နော်ဆိုတော့ဒါမျိုးဆွဲလို့ရှိရင်ပြောင်းပြန်ရင်နော်ညာဘက်ကနေဘယ်ဘက်မဆွဲဘူးနော်ဘယ်ဘက်ကနေစမယ်ညာဘက်ကိုဆွဲမယ်
ကဲဒါဆိုရင် trace ပြီးသွားပြီဟောဒီတစ်ခါကျတော့အဆက်ကလေးနဲ့ဆက်ပေးထားပြန်ပြီသားတို့သမီးတို့ကဲဆိုတော့ဒါလေးကိုဆရာတို့ဆက်ဆွဲမယ်ဒီအဆက်နဲ့ဆက်ကိုဆိုတော့ပြန်စမယ်နော်ဘယ်ရစမလဲသားတို့သမီးတို့ရဲ့ဘယ်ဘက် left ကစမယ်စားပြီနော်ဒီချာဆွဲပါခေတ္တလေးကင်ထားပါ from the left to the right very good တော်လိုက်တာကဲဒါဆိုသားတို့သမီးတို့နောက်ဆုံးအလွတ်ရေးဖို့ပဲကြံတော့တယ်ဒီတစ်ခါအဆက်ကတစ်ဆက်ပဲပေးတော့တယ်နော်ဆိုတော့အဲ့ဒါလေးကိုသားတို့သမီးတို့ဒီချာဆွဲမယ်ဆရာနဲ့တူတူနောက်ဆုံးတစ်ခါထပ်ဆွဲလိုက်ကြအောင် from the left to the right well done very good ကဲတော်လိုက်ကြတာသားတို့သမီးတို့ကဲဒါဆိုရင်ဆရာတို့ကနောက်ထပ်တစ် line ထပ်ပြီးကြည့်လိုက်ရအောင်ဒီကကြတော့ line လေးရပါဖြစ်နေစောင်းစောင်းလေးကဲဆိုတော့ဒီ line လေးကိုရောဆွဲတတ်ဖို့အရေးကြီးရနော်ဆိုတော့ကဲအရင်ဆုံး trace လုပ်လိုက်ရအောင်ဆရာတို့ဆိုတော့ဒီကကြတော့ line ရဘလို့လဲဆရာတို့အပေါ်ကပဲစတယ်နော်စပြီးရင်ဆရာတို့ဘယ်ကိုစောင်းသွားမလဲဆိုတော့ညာဘက်ချမ်းကိုစောင်းသွားတယ် line ရကဲဒါဆိုဆွဲပြီ up down to the right very good ကဲဒါဆိုရင်ဒါ trace လုပ်ပြီးပြီကဲဒါဆိုရင်ဆရာတို့အခုနောက်အဆက်20ပေးထားပြီးဒီအဆက်20ကိုသားတို့သမီးတို့ဆရာနဲ့တူတူထပ်ဆွဲကြည့်မယ်အပေါ်ကစမယ်နော်ဖြောင်းပြန်ရင်အောက်ကစပြီးတော့မဆွဲဘူးနော်သားတို့သမီးတို့အပေါ်ကပဲဆွဲမယ်ကဲဆိုတော့ up down to the right very good ကဲတော်လိုက်တာသားတို့သမီးတို့ကဲဒါဆိုရင်ဆရာတို့နောက်ဆုံးအလွတ်တစ်ခါရေးကြည့်ရအောင်အဆက်တစ်ဆက်ပဲပေးထားတာနော်သားတို့သမီးတို့ဆွဲပြီးနော် up down to the right very good ကဲဒါဆိုသားတို့သမီးတို့ဆရာတို့ဒါလေ့ကျင့်လာဆရာတို့နောက်ဆုံးတစ်ခုပဲကြမ်းတော့တယ်စူးစမ်းထားမယ်နော်သားတို့သမီးတို့ဒီနောက်ဆုံးတစ်ခုပြီးရင်ဆရာတို့ပြီးပြီကဲဆိုတော့ကဲဒီနောက်ဆုံးတစ်ခုကကြည့်လိုက်ပါအောင်ဒီခါကျတော့သူက line ကအခုနအဆောင်တိုင်းပဲနော်ဒါပေမဲ့ဒီခါ line ကဘယ်ဘက်ကိုစောင်းထားတယ်အခုန line နဲ့ကြောင်းပြန်သူစောင်းထားတဲ့ပုံစံကဲဒါဆိုရင်အရင်ဆုံး trace လေးလုပ်မယ်သူကဘယ်ကပဲစမလဲ up အပေါ်ကပဲစမယ်နော်ကဲဒါဆိုရင် trace လုပ်လိုက်ကြအောင် up down to the left very good ကဲဒါဆိုရင်ဆရာတို့ဒီကအဆက်20ပေးထားပြီဆိုတော့ဒီအဆက်20ကိုလည်းသားတို့သမီးတို့ဆက်ပြီးတော့ဆရာနဲ့တူတူဆွဲကြည့်လိုက်ကြအောင်ခဲရထောက်မယ် up down to the left very good ကဲဒါဆိုရင်သားတို့သမီးတို့ဆရာတို့နောက်ဆုံးတစ်ခါအလွတ်ကလေးရေးလိုက်ကြအောင်ဒါပြီးတော့သားတို့သမီးတို့ဒါ writing ကတော့ဒါလှလှလေးထွက်လာမယ်လို့ဆရာယုံကြည်ရเนาะဆိုဒါဆိုရင်သားတို့သမီးတို့အလွတ်တစ်ခါရေးမယ်ခေတ္တလေးထောက်ပါ up down to the left very good well done တော်လိုက်တာသားတို့သမီးတို့เนาะဆရာနဲ့တူတူသားတို့သမီးတို့လိုက်ဆွဲကြတာเนาะဒါပြောစရာလည်းကောင်းပါတယ်เนาะနောက်ပြီးသားတို့သမီးတို့เนาะဆရာပြောတဲ့အတိုင်းဆွဲထားတာလှလှလေးကြီးထွက်လာမယ်လို့လည်းဆရာယုံကြည်ပါတယ်ကဲဒါဆိုရင်တော့ဆရာတို့ဒီနေ့ဒါလေ့ကျင့်တဲ့ဆရာတို့အခြေခံလေ့ကျင့်ခန်းလေးဒီလောက်ပါပဲเนาะသားတို့သမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်လေ့ကျင့်ခန်းတွေမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်